တိရလာပြီလားအဖသမီးကဘာဖြစ်တာလဲသမီးကအက်ဆီတက်ဖြစ်လို့အခုဆေးရုံမှာလေရော့ဒီမှာပတ်စံနောက်တခါငါရှေ့ကိုဘယ်တော့မှပေါ်မလာနဲ့ကြားလားဟယ်လိုအမေဘာလဲဘဲကဒါသမီးကအမေပတ်စံမယူထားပါဘူးဘာလာပြောနေမန်းကိုမသိဘူးဘဲကဒါမယူထားရဘူးသူ့ပတ်စံပြောက်တိုင်းသူများကိုလာပြီးတော့ယူထားဘူးဒါပဲဘာမဲကိုမသိဘူးစောက်လို့ကိုရှုပ်တယ်ဟဲတငယ်ချင်းရေဘလို့ဖြစ်ရတာလဲစိတ်မကောင်းပါဘူးဟဲဒီနေ့ကကြောင်းပေးရဆိုတော့ငါအနေနဲ့သူတို့တနေ့ကုန်ရှောက်လေမယ်လို့စဉ်းစားထားတာအခုလိုဖြစ်သွားတော့လေမရှောက်လေရတော့ဘူးပေါ့ရှမရဲ့ပတ်စံအိတ်ကိုရှမရဲ့အတန်းထဲခဏထားပေးနော်ရှမအပေါ့သွားမလို့ဟုတ်ရှမဟဲ့ဘာဖြစ်တာလဲဝေးမေအေးငါဘိုက်နာလာလို့အိမ်နာသွားချင်လို့နေရှမရဲ့ပတ်စံအိတ်ကိုရှမရဲ့အတန်းထဲမှာချက်လောက်ထားပေးပါလားအေးပြီးရောပေးအဲ့ဒီဝင်းမေဆိုရဲကောင်မလည်းတုံးလိုက်တာမှလွန်ရောပဲရှာမရဲ့ပတ်စံတွေကိုခိုးပြီးနင့်အသာချလိုက်你ပါလောက်နိုင်သေးလေဟဲ့ရှာမလေးရှာမရဲ့ပတ်စံအိတ်ထဲကပတ်စံတွေပျောက်နေတယ်အဲ့ဒီအတွက်ကြောင့်မို့လို့တခန်းလုံးကိုစစ်မယ်ဆရာမအပေပန်းခံပြီးတော့ငိုင်းစစ်နေစရာမလိုပါဘူးမနေ့တုန်းကလေဆရာမရဲ့ပတ်စံအိတ်ကိုကင်နေလူဆိုဝင်းမေတယောက်တည်းပဲရှိတာနော်ဆရာမပြီးတော့ဝင်းမေရဲ့အိမ်ကဆင်းရဲတယ်ပြီးတော့လေမနေ့တုန်းကလေဆရာမရဲ့ပတ်စံအိတ်ထဲမှာပတ်စံတွေတိုက်နေတာကိုတမီတွေ့ခဲ့တယ်တရားတမီဆရာမကိုပြောရလို့ဆရာမတို့မပြောပြနဲ့နော်ခဏနေကြလို့ရှိရင်သူကတမီကိုတစ်ခုလောက်မှစိုးလို့ပါဘာသူကမြရာဆဆခိုးမသူ့ခုချက်ချီသွားခေါ်စမ်းဟဲ့ဝင်းမေဆရာမကနင့်ကိုခေါ်ခိုင်းလဲလို့ငါလာခေါ်တာဆရာမကငါ့ကိုဘာလို့မို့လဲဟာငါလည်းဘယ်သိမလဲလာမဲ့ဒါလာဆမ်းပါဟာဆရာမရုံးခန်းမှာစောက်ဟာရီလေငါဘသူ့ပဲဆန်ကိုခိုးလို့လေနေတော့ငါတွေ့လို့တော့ကျုံးကနေထုတ်ပြမှာနင့်အခိုးမတမီမခိုးရဘူးဆရာမဆရာမမကြောက်ဘူးဘာမှလည်းမပြောနဲ့တွေ့လားကျမပြောတာပဲအခုခေတ်ကလေးတွေကဘတူးမှဘယ်ကလေးကိုမှယုံစားလို့မရတာတော်တော်လေးကိုမှအကျင့်စာရိတ္တမကောင်းတာပဲစင်းရဲတိုင်းပတ်စံခိုးရမယ်လို့ဘသူကနင့်ကိုသင်ပေးထားလဲငါနင့်ကိုတော်တော်စိတ်ပြတ်တယ်ဒီစာမတော်ပေမဲ့အကျင့်စာရိတ္တကောင်းနေလို့ထင်ပြီးနင့်ကိုငါအမြဲယုံကြည်ထားနော်ဒါပေမဲ့အခုတော့လုံးဝမဟုတ်တော့ဟုတ်ပါတော့ကျမလည်းမထင်ထားခဲ့ဘူးအထင်လွဲတာလို့ပဲကျမထင်တာဘယ်ကဒါအထင်လွဲရမှာတော့
မနဲ့တော့ကလေငါသူ့ကိုငါပက်ဆန်အိတ်ကိုငါအတန်းထဲမှာတွားထားခိုင်းတာအဲ့ဒါကနေစတော့တာပါပဲဟာခေါ်ခိုင်းလိုက်လို့ကျမလာခဲ့ရပါဒါနဲ့ဘာကိစ္စရှိလို့လဲဘာကိစ္စရှိရမှာလဲရှင်ရဲ့သမီးကကျမရဲ့ပတ်စံကိုခိုးတယ်လေဟာရှာမအဲ့လိုမပြောပါနဲ့ကျမရဲ့သမီးကအဲ့လိုလူစားမျိုးမဟုတ်ဘူးတက်တည်မရှိဘဲနဲ့မစွတ်စွဲပါဘူးဆရာကြီးကျမမှာတက်တည်ရှိပါတယ်သူ့ရဲ့လွယ်အိတ်ထဲမှာကျမရဲ့ပတ်စံကိုတွေ့ခဲ့ရတာပါဆရာကြီးရှင်သူပြောတာမဟုတ်ပါဘူးကျမရဲ့မီးကအဲ့လိုမျိုးအကျင့်စာရိတ္တလုံးဝမရှိပါဘူးဒါကပြောလို့ရမလားကျမကိုယ်တိုင်နော်လက်တွေ့သူ့ရဲ့လွယ်အိတ်ထဲမှာတွေ့ခဲ့ရပါဆရာကြီးသူ့ကိုချက်ချင်းကြောင်းကနေထုတ်လိုက်ပါဒီလိုမျိုးအကျင့်စာရိတ္တမကောင်းတဲ့ကျောင်းသူတယောက်ကိုကျမတို့ကျောင်းကလုံးဝလက်ခံမထားသင့်ပါဘူးဒီတဲ့ပြဿနာကတော်တော်လေးကိုကြီးပါတယ်ဆရာမရဲ့ပတ်စံကိုခိုးတာလေတော်တော်လေးဟိုမှအတိရဲလွန်းပါတယ်ဒီလိုမျိုးကျောင်းသူတယောက်ကိုကျမတို့ရဲ့ကျောင်းမှာလုံးဝကိုမရှိနေသင့်ပါဘူးကျမတို့ကျောင်းဟာဆိုရင်စာတော်တဲ့ကျောင်းသူကျောင်းသားတွေအဆင့်တန်းမြင့်တဲ့ကျောင်းသူကျောင်းသားတွေနဲ့အရန်ဟိုမှရင်ကျေးလိမ်မာပြီးတော့စိတ်သက်ကောင်းမွန်တဲ့ကျောင်းသူကျောင်းသားတွေပဲရှိတဲ့ဒီကျောင်းကိုဒီလိုမျိုးစောက်ချိုးမျိုးနဲ့လာမချိုးနဲ့အဲမှမဖြစ်နိုင်ကျမရဲ့မြီးရဲ့ကျောင်းကိုကျမကအသိဆုံးပါကျမရဲ့မြီးကဒီလိုမျိုးအကျင့်လုံးဝမရှိဘူးကျမရဲ့မြီးကိုကျမကိုယ်တိုင်ဆုံးမထားတာဒီကိစ္စကလည်းအထင်လွဲမှုပဲဖြစ်ရမယ်။ခွင့်လို့ပေးလိုက်မယ်။နောက်တစ်ခေါက်သာရှိခဲ့မယ်ဆိုရင်ကျောင်းကနေထုတ်ပြေးလိုက်မှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တက်သေးရှိတယ်လို့ပြောပေမဲ့လည်းတစုံတစ်ယောက်ကအိတ်ကက်ထဲလာထည့်သွားတာတွေလေဖြစ်တတ်ပါတယ်။အဲ့ဒါကြောင့်မို့လို့ဒီတက်သေးဟာဆိုရင်မပြည့်စုံဘူးလို့ကျွန်တော်ကခံယူထားပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီတစ်ခေါက်တော့ဖွင့်လို့ပေးလိုက်မယ်နောက်တစ်ခေါက်ဆိုရင်တော့ကျောင်းကနေထုတ်ပြင်ပါမယ်အမေဒီညနေကြလို့ရှိရင်ငါမွေးနေရှိတယ်ဒါပေမဲ့ငါအိမ်မှာတော့လုံမှာမဟုတ်ဘူးငါတို့နှစ်ယောက်ကန်းချေကိုသွားကြမေးလေအေးကောင်းတာပေါ့ငါလည်းကန်းချီသွားချင်နေတာဒီနေရာလေးကအရန်လှတာပဲနော်ဝင်းမေနင့်ရဲ့စပင်ကိုနင်ဘလို့လှုပ်လိုက်တာလဲအော်ငါရဲ့စပင်ကနည်းနည်းပွားနေလို့ငါညှက်လိုက်တာလေဆိုင်မှာအကောင်မ